ကျွန်တော်ထောင်ကလွတ်လာတဲ့နေ့မှာအကျဉ်းထောင်ကိဝရှိမှာဇင်ခံကအစီပေါင်းများစွာတန်းစီဆောင်ကြုံနေကြတယ်ကျွန်တော်ကိုမြင်တာနဲ့ညီကိုပေါင်းရာနဲ့ချီပြီးတညီတညွတ်ထဲတူထောက်လိုက်ကြတယ်အကိုကြီးလုံနဲ့တခြားလူတွေကဥဆောင်လာတဲ့ Mercedes Class ရဲ့တကားကိုဖွင့်ပေးပြီးအဖွဲ့စီပြန်လာပြီးပြန်လဲဥဆောင်ပေးဖို့ကျွန်တော်ကိုတောင်းပန်ကြတယ်ဒါပေမဲ့ကျွန်တော်ကတော့ဒီနေ့ကစပြီးမြစ်ကူနဂါဆိုတာမရှိတော့ဘူးလို့ပဲပြောခဲ့ပြီးလှည့်ထွက်လာခဲ့လိုက်တယ်လွန်ခဲ့တဲ့15နှစ်ကကျွန်တော်မြစ်ကမ်းသားမှာတကူတော်ဓာတ်တလက်ထဲနဲ့လူပေါင်း1000ကိုရင်ဆိုင်ခဲ့ဘူးတယ်အဲ့ဒီတုန်းကကျွန်တော်သွေးတွေနဲ့မြစ်တဝက်တောင်နေရဲသွားခဲ့တာလောကကြီးကကျွန်တော်ကိုမြစ်ကူးနဂါလို့ပွဲပေးပြီးကြောက်ရွံ့ရွံ့တေးခဲ့ကြတယ်ကျွန်တော်ရေးစားထောင်ဝင်စားလာတွေ့ပြီးဘိုက်ကြီးနဲ့ဖြစ်နေတာကိုသိလိုက်ရတဲ့အချိန်ကြာမှာပဲကျွန်တော်အဖေတယောက်ဖြစ်တော့မယ်ဆိုတာသိလိုက်ရတာပါကျွန်တော်ကလူတက်မှုနဲ့ထောင်ချခဲ့တာမို့ဘယ်လုပ်ငန်းခွင်ကမှကျွန်တော်ကိုအလုံးမခန့်ချင်ကြဘူးကျွန်တော်ဟာ15နှလုံးလုံးမတွေ့ခဲ့ရတဲ့သမီးလေးနဲ့လည်းပြန်ပြီးအဆင်ပြေချင်ခဲ့တယ်ကျောင်းကထမင်းချက်ယုံပိုင်ရှင်ကအရန်ဆိုပြီးကလေးတွေကိုအသားပုတ်တွေခဏခဏကျွေးနေတယ်လို့ဇနီးဖြစ်သူကညီးတွားနေတာကိုကျွန်တော်ကြားလိုက်ရတယ်သူမကအချိန်ချင်းတန်ကြားခဲ့ပေမဲ့လည်းဘာမှထူးမလာခဲ့ဘူးအဲ့ဒါကြောင့်ကျွန်တော်ကျောင်းကိဝမှာထမင်းမှုလေးတွေလိုက်ရောက်မှုဆုံးဖြတ်လိုက်တယ်လက်ရကောင်းပြီးဈေးလဲချိုတော့ကျောင်းသားတော်တော်များများကကျွန်တော်စီမှာပဲဝယ်စားကြတာပေါ့ဒါပေမဲ့ကျွန်တော်သမီးနုနုကတော့ကျွန်တော်ထင်တယ်လို့လိမ္မာတဲ့ကလေးမဟုတ်ခဲ့ဘူးငငယ်ရွယ်ရွယ်နဲ့လူမိုက်မလေးတွေနဲ့ပေါင်းနေတာကျွန်တော်ကိုမြင်တာနဲ့သူမတငယ်ချင်းတွေကတဟားဟားနဲ့ဝိုင်းလောင်ကြတယ်ဒါနဲ့အဖေထောင်ထွက်မလားဟာဟာဦးလေးတန်တို့တန်စခိုးပြီးကေပဲကျိုးဖြတ်လို့ထောင်15နှစ်ကြာတာဆိုကန်ဆိုးလိုက်တာပြတဲ့နုနုကတော့အရန်ကိုအရှက်ရနေတာပေါ့သူမကကျွန်တော်စီအမြန်လျှောက်လာပြီးသမီးကိုအရှက်မခွဲပါနဲ့တော့တငယ်ချင်းတွေရှိမှမျက်နှာပြက်လာပြီးလို့တောင်းပန်တယ်ကျွန်တော်ကတော့ဘာမှပြန်မပြောပဲထမင်းဘူးကိုကန်ပေးပြီးမေမေကသမီးထမင်းယုံကစားကိုမကြိုက်ဘူးပြောလို့ဒါသမီးကြိုက်ဆုံးဟင်းတွေပဲသွားတော့လေလို့ပြောလိုက်တယ်ဒါပေမဲ့နုနုကတော့ဒေါသတကြီးနဲ့အဲ့ဒီထမင်းဘူးကိုကျွန်တော်စီပြန်ပစ်ပေါက်လိုက်တယ်သူမကဒေါသတကြီးတုံရင်နေပြီးသမီးကိုအရှက်မခွဲပါနဲ့တော့ဦးလေးကသမီးငငယ်လေးကလေးကဒီလိုလုံချတဲ့အမှုနဲ့ထောင်ချနေလို့သမီးမှာအဖေမရှိတဲ့ကလေးဖြစ်အနေခံခဲ့ရတာအခုမှတငယ်ချင်းအုပ်စုရက်ခါစားမှာဦးလေးကထပ်ပြီးအဆက်ခွဲနေပြန်ပြီလို့ပြောတယ်တငယ်ချင်းမလေးတယောက်ကလည်းဦးလေးရအယူခံဝင်ဖို့မစင်စားဘူးလားကျမအကိုဆိုလူချီတော့ရိုက်ကျိုးတာတော့ထောင်3နှစ်ပဲကြာတာဦးလေးကတန်တို့တန်စခိုးတာကိုကျမ15နှလုံးလုံးဒါကိုကြားခဲ့ရတာအရန်ရေရတာပဲဆိုပြီးဝိုင်းလောင်ကြပြန်တယ်တကယ်တော့ကျွန်တော်ရဲ့တကယ်အမှုကိုဇနီးဖြစ်သူကကလေးတွေကိုတခါမှမပြောပြခဲ့တာပါသူမဟာကျွန်တော်သမီးဆိုတာဘယ်သူမှမသိနိုင်ပါဘူးမဟုတ်ရင်ကျွန်တော်ရဲ့ရန်သူပေါင်းများစွာကသူမစီကိုရောက်လာကြမှာမို့လို့ပါကျွန်တော်မျက်နှာကဟင်းစားတွေကိုတုပ်လိုက်ပြီးထောင်ကြတာဂုံယူစရာမဟုတ်ပါဘူးစာကိုပဲစူးစမ်းတင်မလို့အေးအေးဆေးဆေးပြောလိုက်တယ်ပြီးတော့နောက်ထပ်ထမင်းမှုတစ်ခုကိုနုနုစီကမ်းပေးလိုက်ပြန်တယ်သူမကအန်ကျိတ်ပြီးဦးလေးလိုသူ့ရဲဘောကြောင့်လည်းအဖေရှိတာအဆက်ဆုံးပဲလို့ပြောလိုက်တယ်အဲ့ဒီအချိန်မှာပဲထမင်းယုံပိုင်ရှင်ကလူတစုနဲ့ကျွန်တော်စီပြေးလာတယ်သူကထမင်းမှုကိုယူပြီးမြေကြီးပေါ်ရိုက်ခွဲပစ်လိုက်တယ်ကျွန်တော်နှာခေါင်းကိုလက်ညှိုးထိုးပြီးငါစီပွားရေးကိုလာလူတာလားငါမင်းကိုပြောထားတယ်မလားနောက်တစ်ခါလာရောက်ရင်မင်းကိုတက်ပစ်မယ်လို့အော်ပြောတော့တာပဲကျွန်တော်ကထမင်းမှုကိုပြန်ကောက်ဖို့တူးထောက်လိုက်ပြီးတောင်းပန်ပါတယ်ကျွန်တော်အခုပဲထွက်သွားပါမယ်လို့ပြောခဲ့တယ်ထမင်းယုံပိုင်ရှင်ကကျွန်တော်ကိုကမ်းလိုက်ပြီးငါမင်းကိုဒါဒုတိယအကြိမ်ပြောတာနော်နုနုကြည်စမ်းနင့်အဖေအရိုက်ခံနေရပြီနုနုကတော့ငြိမ်ပြီးကြည့်နေတယ်ကျွန်တော်ရဲ့လက်သီးတွေကိုစုပ်ထားတာကိုမြင်တော့သူမကကျွန်တော်ကိုပြန်ချစေချင်နေတာသိပေမဲ့ကျွန်တော်နောက်ထပ်မတိုက်ခိုက်နိုင်တော့ဘူးကျွန်တော်ကထမင်းယုံပိုင်ရှင်ကိုပိုင်ရှင်ကြီးခင်ဗျာကျွန်တော်လည်းတပူးကို15ကျပ်နဲ့ပဲရောင်းတာပါမင်းထက်လည်းဈေးမချပါဘူးဒါကိုစီးပွားရေးလူတွေလို့ဘယ်လိုခေါ်မလဲကလေးတွေကောင်းကောင်းလေးစားစေချင်ရုံတင်ပါလို့ရှင်းပြတော့သူကအော်ငါထမင်းယုံကထမင်းတွေကမကောင်းဘူးပေါ့လေမင်းလက်ရကဘလောက်ကောင်းလဲကြည့်ရသေးတာပေါ့ဆိုပြီးလှောင်ပြုံးပြုံးတယ်ဒီလူအုပ်စုရဲ့ခေါင်းဆောင်ကလူကောင်ကြီးကြီးဘလောက်ကောင်းကောင်းလူတယောက်ပါထမင်းယုံပိုင်ရှင်ရဲ့စကားကိုကြားတာနဲ့သူကကျွန်တော်တွန်းလဲကိုကင်ပြီးမှောက်ချလိုက်တယ်ဟင်းပြင်းတဲ့ပကံကြီးကမြေကြီးပေါ်ပြန်ကျဲသွားပြီးကျွန်တော်ကိုယ်လည်းစင်ကုန်တော့တာပဲပိုင်ရှင်ကတူးထောက်လိုက်ပြီးကျွန်တော်ဆံပင်ကိုဆွဲလိုက်တယ်မင်းလူကောင်မိဘပေါင်းတဒါစင်ကျော်ကငါ့ကိုစောင့်ကြည့်ပြီးတိုင်နေကြတာတော့ငါ့ကိုမဖြုတ်နိုင်ကြဘူးအခုတော့မင်းကငါနောက်ကိုလိုက်ချင်တာလားငါမှလူမိုက်ဘယ်နှယောက်ရှိလဲမင်းသိလားပိုင်ရှင်ကြီးကျွန်တော်တွန်းလဲကိုမကြိုက်ရင်ကျွန်တော်ဝေးဝေးမှနေပါမယ်ဟုတ်ပြီလားကျွန်တော်ရဲ့အလျှော့ပေးမှုကနုနုကိုဒေါသထွက်စေခဲ့တယ်သူမကအန်ကျိတ်ပြီးကျွန်တော်ကိုအော်ပြောတယ်သူရဲဘောကြောင့်နဲ့ကောင်ဦးလေးကတကယ်ကိုသူရဲဘောကြောင့်တာပဲသူမအော်လိုက်တာနဲ့ညီရဲနေတဲ့စပင်နဲ့တငယ်ချင်းတွေကသူမပါဆက်ကိုအမြန်ပိတ်လိုက်ကြတယ်ထမင်းယုံပိုင်ရှင်ကနုနုကိုစူးစူးဝါးဝါကြည့်လိုက်တယ်သူကအေးဆက်ဆက်နဲ့မင်းကဒီလောက်လွယ်လွယ်နဲ့တွားလို့ရမယ်ထင်နေတာလားအရင်ဆုံးမျက်နှာကြီးအကြောင်းဆွေးနွေးကြတာပေါ့မင်းကတနေ့ကိုထမင်းဘူး300ရောင်းရတယ်လို့ငါကြားတယ်ဆိုလိုတာကမင်းကြောင့်ငါမှတနေ့ကိုဖောက်တယ်300ရော့သွားတာပေါ့ငါစီမှာတပူးကို15ကျပ်ဆိုတော့တနေ့ကို4-500ကျပ်မင်းရောင်းနေတာ10ရက်ရှိပြီဆိုတော့45တူညကျပ်အခုချက်ချင်းပေးလိုက်ကျွန်တော်ကြောင်သွားတဲ့ပိုင်ရှင်ကြီးဒါကအနိုင်ကျင့်တာမဟုတ်ဘူးလားထမင်းယုံပိုင်ရှင်ကလှောင်ပြုံးပြုံးပြီးဗလာကြီးစီလှည့်လိုက်တယ်သူကငါ့ကိုငွေတွေအများကြီးဆုံးရှုံးအောင်လုပ်ထားပြီးတော့အခုနင့်နာချင်းမပေးဘူးတဲ့ငါဘာလုပ်တင်လဲဗလာကြီးကဒူးထောက်လိုက်ပြီးမြေကြီးပေါ်ကငရုတ်တီးစိမ့်နဲ့ဝက်သားဟင်းဖက်တွေကိုကောက်လိုက်တယ်ငရုတ်တီးထက်ဝက်သားဖက်တွေကပုံများနေတာပေါ့ဒီလိုစီးပွားရေးလုပ်နေတာဝက်လိုက်မှာမကြောက်ဘူးလားလို့ပြောပြီးသူကကျွန်တော်ကိုဝိုင်းထိုးကြတော့တာပဲဘေးကចောင်းသားတွေကကျွန်တော်ကိုအရိုက်ခံနေရတာမြင်တော့အရန်ကိုဒေါသထွက်နေကြတယ်သူတို့ကမတန်ရှင်းတာတွေရောင်းနေပြီးတခြားလူကိုလည်းပေးမရောင်းဘူးဒါပေမဲ့ဒီတွန်းလဲပိုင်ရှင်ကလည်းတကယ်ကိုသူ့ရဲဘောကြောင့်တာပဲတခြားလူဆိုရင်ပြန်ချနေတာကြားလာပြီးသူ့ရဲဘောကြောင့်ရင်အနှင်ခံရတာပဲကျွန်တော်အားတင်းပြီးထိုင်လိုက်တယ်မျက်နှာကငရုတ်တီး sauce တွေကိုတုပ်လိုက်တယ်မျက်လုံးဖွင့်လိုက်တာနဲ့ပထမဆုံးမြင်လိုက်ရတာကနုနုရဲ့စိတ်ပြက်နေတဲ့မျက်နှာပဲအခုတော့တယောက်ယောက်ကဦးလေးကိုရိုက်နေရင်တော့ပြန်မချဘူးပေါ့ဟုတ်လားထမင်းယုံပိုင်ရှင်ကနုနုကိုစိတ်မရှိသလိုနဲ့ကလေးမနင်းနဲ့ပါဆိုင်လဲနောက်တစ်ခုထပ်ပြောရင်နင်းเจ้าကအထုတ်ခံရအောင်ငါလုံနိုင်နေဆိုတာယုံသလားအစိုးရိမ်ပါနဲ့ပိုင်ရှင်ကြီးကျွန်တော်ကထမင်းယုံပိုင်ရှင်ရဲ့လက်မောင်းကိုအမြန်ဖမ်းကင်လိုက်တယ်ပိုင်ရှင်ကြီး
ကျွန်တော်ခုပဲသွားပါမယ်နင့်နာကြီးပေးရမယ်ဟုတ်လားကျွန်တော်မှငွေအပြည့်ဝတော့မရှိဘူးပိုင်ရှင်ကြီးရဲ့အကျိုးအမြတ်ကဘယ်လောက်လဲပြောပြပါကျွန်တော်တက်နိုင်တဲ့လောက်ပြန်ရုပ်ပေးပါမယ်လို့ပြောလိုက်တယ်ထမင်းယုံပိုင်ရှင်ရဲ့မျက်နှာကရုတ်တရက်အေးဆက်သွားတယ်သူကကျွန်တော်နာနာကပ်လာပြီးမင်းကငါ့ကိုလူထင်နေတာလားငါရဲ့အကျိုးအမြတ်ကိုမင်းကိုပြောပြမယ်ထင်နေတာလားအဲ့ဒါဆိုငါစီးပွားရေးဆက်လုပ်လို့ရပါဦးမလားတဲ့ပြောပြီးတော့လေအားမရသေးပဲကျွန်တော်ဘာကိုလက်မြောက်ပြီးနှစ်ချက်ဆင့်ရိုက်လိုက်ပြန်တယ်နုနုကကျွန်တော်ထပ်ပြီးပါရိုက်ခံရတာကိုမြင်တော့ဒေါသအကြီးနဲ့អော်တယ်ဘာလို့ပြန်မချတာလဲဦးလေးကငွေတွေထပ်ပြုံးချင်နေတာလားထမင်းယုံပိုင်ရှင်ကနုနုကိုအတော်လေးစိတ်ကုန်သွားပြီသူကသူမကိုလက်ညှိုးထိုးပြီးဘေးကဗလာကြီးကိုအဲ့ဒီအချင်းမကောင်းတဲ့ကလေးမကိုဒီဘက်ဆွဲခေါ်ခဲ့လို့ခိုင်းလိုက်တယ်ဗလာကြီးကနုနုစီကိုရှောက်လာတယ်နီးရဲနေတဲ့စပင်နဲ့တငယ်ချင်းမလေးကကြောက်လန့်တကြားနဲ့သူမဟာနုနုနဲ့ဘာမှမဆိုင်ပါဘူးလို့ပြောပြီးရှောင်ထွက်သွားတယ်ကျွန်တော်ထိတ်လန့်သွားပြီးအမြန်ထရက်ကနုနုစီကိုပြေးသွားခဲ့တယ်ဒါပေမဲ့ထမင်းယုံပိုင်ရှင်ကကျွန်တော်အင်ဂျီကိုဆွဲလိုက်တယ်ကျွန်တော်ကအင်ဂျီတစ်ထည်ပဲဝတ်ထားတာမို့အင်ဂျီကအဆုပ်ဆုပ်ပြက်ပြက်ဖြစ်သွားတယ်အဲ့ဒီအချိန်မှာပဲကျွန်တော်ကိုပေါ်ကတက်တူးကိုအားလုံးမြင်သွားကြတာပေါ့ဗလာကြီးရဲ့မျက်လုံးတွေပြူးထွက်သွားတယ်ဒါမြကူနဂါရဲ့တက်တူးမဟုတ်လားထမင်းယုံပိုင်ရှင်ကမယုံကြည်နိုင်တယ်လို့နဲ့ကျွန်တော်ကိုပေါ်ကတက်တူးကိုပုတ်ကြည့်တယ်ဒါကခဏတစ်ဖြုတ်ထိုးထားတဲ့တက်တူးဖြစ်မှာပါလို့သူကပြောတယ်သူကတော်တော်လေးပြင်းပြင်းထန်ထန်ပုတ်ကြည့်ပေမဲ့လည်းပြတ်မသွားဘူးမင်းကထမင်းမှုရောက်တဲ့လမ်းဘေးစေးတွေပဲမြကူနဂါရဲ့မြေကြီးနဲ့မင်းစစ်တကာကတက်တူးကိုဘယ်လိုလှုပ်ထိုးရတာလဲလို့ဗလာကြီးကစိုးရိမ်တကြီးမေးတယ်သူကမြကူနဂါများဖြစ်နေမလားသူထောင်ကလွတ်လာတာမကြသေးဘူးလို့ငါကြားတယ်တဲ့ထမင်းယုံပိုင်ရှင်ကမျက်လုံးလှန်ပြလိုက်တယ်ယွန်တာယူဝမ်ဒါအုပ်စုရဲ့ဥက္ကဋ္ဌနေရာကလစ်လက်နေတာကြားပြီသူကဥက္ကဋ္ဌယာတို့ကိုဆွန့်လွတ်ပြီးဒီမှာထမင်းမှုလာရောက်မယ်လို့မင်းထင်နေတာလားသူ့စကားတော့မဆုံးသေးဘူးကျွန်တော်ပိုက်ကိုရုတ်တရက်ထိုးလိုက်တယ်မင်းတကယ်ပဲလားဟိုတုန်းကမြေကူးနဂါကလူတစ်ထောင်ကိုတယောက်တည်းနဲ့ချင်းမုန်းခဲ့တာမင်းကတေချင်စောနဲ့လာနောက်နေတဲ့အမိုက်ပဲတဲ့သူကဖုံးထုတ်ပြီးကျွန်တော်ကိုတပ်ပုံရိုက်လိုက်တယ်မင်းတော့တေးပြီငါတငယ်ချင်းယွန်တာအဖွဲ့စီဒီပုံကိုပို့လိုက်မယ်သူတို့အခုပဲလာနေကြပြီမင်းတော့တကယ်ကိုတေးပြီးသားမှတ်နုနုကမျက်နှာဖြူလျှော်ပြီးကျွန်တော်ကိုကြည့်နေတယ်ဦးလေးဘာတွေလုပ်နေတာလဲကျွန်တော်ကအတင်းပြုံးပြပြီးအိမ်ကိုအရင်ပြန်နေလို့ပြောလိုက်တယ်ရုတ်တရက်နုနုကငိုလိုက်တယ်သူမကရှိုက်ကြီးတင်နေနဲ့ဦးလေးကတန်လို့တန်စခိုးတဲ့လူပဲဘာလို့မြေကြီးနဲ့မင်းတက်တူကိုကိုပေါ်မှာထိုးထားရတာလဲဒီနှစ်တွေထဲမှာမြကူနဂါရဲ့အယောင်ဆောင်ပြီးလိမ့်လည်နေတဲ့လူတွေအများကြီးရှိတယ်ဆိုတာသိရလားအဲ့ဒီလူတွေအကုန်လုံးယွန်တာဖွဲ့ရဲ့အသက်ခံလိုက်ရတာကြီးပဲအခုချက်ချင်းပြေးတော့ကျွန်တော်နုနုကိုကြောင်ကြည့်နေမိတယ်သူမကကျွန်တော်ကိုစိတ်ပူနေတာလားကျွန်တော်ကိုအထင်သေးနေရင်တော့မှသူမရဲ့သူရဲဘောကြောင့်လည်းအဖေကိုဘာမှမဖြစ်စေချင်ဘူးပေါ့သူမကကျွန်တော်ကိုစိတ်ပူနေတာမြင်တော့ကျွန်တော်မှအပြစ်မကင်းတဲ့စိတ်တွေပိုကြီးလာတယ်ထမင်းယုံပိုင်ရှင်ကကျွန်တော်ကိုဖမ်းထားတယ်ပြေးဖို့တော့မစင်စားနဲ့ငါကမင်းကိုတင်ကန်းစာပေးရုံပဲမင်းကဘလို့တောင်တေးချင်နေတာလဲမသိဘူးတဲ့ရုတ်တရက်သူ့ဖုန်းကြီးလာတယ်သူကဖုန်းကိုကင်လိုက်ပြီးဟေးအကူကြီးဟာဟာဒီကောက်ပုံစံကအရန်နှုံချတာပဲကျွန်တော်သူ့ကိုရိုက်လိုက်ပြီးလားမလားနေဦးဘာပြောလိုက်တာလဲယွန်တာရဲ့ဒါရိုက်တာအဖွဲ့ဝင်တွေအကုန်လုံးလာနေကြတယ်ဟုတ်လားသူကမျက်လုံးပြူးသွားပြီးကျွန်တော်ကိုကြောင်ကြည့်နေမိတယ်တခန်းလုံးကလူတွေအသက်ရှူမကုန်ကြတယ်ဗလာကြီးကမယုံကြည်နိုင်တယ်လို့နဲ့မင်းတယောက်တည်းသူတို့ကိုသိတာလားလှုံမေးတယ်ထမင်းယုံပိုင်ရှင်ကဒီလိုအစင်းမြင့်လူကြီးတွေကိုငါကဘလို့လုပ်သိမှာလဲဒါပေမဲ့သူတို့အခုပဲလာနေပြီလို့ဖုန်းဆက်တာတဲ့ဗလာကြီးကတော့သူတို့ရဲ့တစ္ဆာရှိမှုကိုချီးကျူးနေတာပေါ့ခေါင်းဆောင်ရဲ့အယောင်ဆောင်မှုကိုတော့ဒီလောက်အထိအရေးတယူလာကြတာကိုထမင်းယုံပိုင်ရှင်ကကျွန်တော်ကိုအေးဆက်ဆက်နဲ့ပြောတယ်ဒီရက်အပြင်လူတယောက်ကသူ့ခေါင်းဆောင်ကိုအယောင်ဆောင်ပြီးစော်ကားတာကိုသူတို့ဘလို့မှခွင့်မလွတ်နိုင်ဘူးထင်တယ်မင်းတေချင်းတရားဆိုတာဘာလဲဆိုတာမကြခင်သိရတော့မယ်တဲ့နုနုကတော့လုံးဝပြိုလဲလူနေပါဖြစ်နေပြီထမင်းယုံပိုင်ရှင်ရဲ့ချင်းချောက်မှုကိုဂရုမစိုက်တော့ပဲသူမကကျွန်တော်စီပြေးလာပြီးအတင်းတွန်းထုတ်တယ်သူမကငိုပြီးသွားတော့ဦးလေးကိုမေမေက15နှစ်တောင်ဆောင်ခဲ့ရတာဦးလေးကသူမကိုမိုးဆိုးမှဖြစ်စေချင်တာလားစိတ်ထိခိုက်နေတဲ့နုနုကိုကြည့်ပြီးကျွန်တော်ရင်ထဲမှာတဆစ်စစ်နာကျင်ရတယ်သူတို့ကို15နှလုံးလုံးဒုက္ခပေးခဲ့တဲ့ကျွန်တော်အဖြစ်တွေပါပဲနုနုကထမင်းယုံပိုင်ရှင်ကိုငိုပြီးတောင်းပန်နေတယ်ကျေးဇူးပြုပြီးဘသူကမှမခေါ်ပါနဲ့သူကတန်တို့တန်စခိုးတဲ့လူပါလွန်ခဲ့တဲ့15နှစ်ကကိုကျန်းလုံကူကျန်းကောင်ဟာမတိနာမလဲပဲကေဘယ်ကျုပ်ဖြတ်ခဲ့လို့ထောင်ချခဲ့တာဆိုတာ तू မမသိဘူးလေအဲ့ဒီအကြီးကဲရဲ့ဇလန်းကိုတော့ तू မကမသိခဲ့တာပါ तू ကတမင်အယောင်ဆောင်တာမဟုတ်ပါဘူးဒါကတိုက်ဆိုင်မှုတစ်ခုတက်တက်ပါလို့ तू မကပြောနေတယ်ထမင်းယုံပိုင်ရှင်ကခဏကြောင်သွားပြီးတဟားဟာနဲ့ရေတော့တာပဲငါတော့ရေရလုံးလို့သိတော့မယ်တန်တို့တန်စခိုးလို့ထောင်ချတာလားဒါထက်ပိုပြီးတနာစရာကောင်းတာရှိအောင်မလားနုနုကအရှက်ရနေတဲ့မျက်နှာနဲ့ကျွန်တော်လက်ကိုဆွဲပြီးအပြင်ကိုခေါ်ထုတ်ဖို့ကြိုးစားတယ်ပိုင်ရှင်ကချက်ချင်းပဲသူ့လူတွေနဲ့လမ်းပိတ်လိုက်တယ်သူကလှောင်ပြီးထွက်သွားချင်တာလားအဲ့ဒီလောက်မလွယ်ဘူးလေယွန်တာအဖွဲ့ကကြီးညာထားပြီးသားမြေကြီးနဲ့မင်းတက်တူးအကြောင်းမင်းမြတ်နဲ့ဘသူမဆိုသူတို့ကိုစန့်ကျင်တာပဲတဲ့နုနုကငိုတယ်ဒီတက်တူးကလွန်ခဲ့တဲ့10နှစ်ကျော်ကလေးကထိုးထားတာပါလို့ကျွန်မပြောပြီးပြီလေထမင်းယုံပိုင်ရှင်ကသူအနိုင်ကျင့်ခံရတာလားမခံရတာလားငါဂရုမစိုက်ဘူးမင်းဒီနေ့တည်ရင်နောက်ဘဝကြရင်တခြားလူရဲ့စီးပွားရေးကိုမလူဖို့မှတ်ထားလိုက်တဲ့ကျွန်တော်တို့ကိုဝိုင်းထားတာမြင်တော့နုနုကအရန်စိုးရိမ်ပြီးဘာလုပ်ရမှန်းမသိတော့ဘူးသူမကတငယ်ချင်းမလေးတွေကိုအားကိုးတကြီးကြည့်ပြီးနင်တို့မကူညီကြဘူးလားလို့မေးတယ်အုပ်စုတွေကဘသူမှစကားမပြောရဲကြဘူးနေရဲနေတဲ့စပင်းနဲ့မိန်းကလေးကငါတို့ကနင်နဲ့ဘလောက်ရင်းနှီးလို့လဲဆိုတော့နုနုကြောင်သွားတယ်သူမကငါတို့ကတစ္ဆာဆူထားတဲ့ညီမတွေလေးလို့ပြောလိုက်တယ်နေရဲနေတဲ့စပင်းနဲ့မိန်းကလေးကခေါင်းခါပြီးနင်ကတကယ်ညီမကောင်းဆိုရင်နေ့တငယ်ချင်းတွေကိုဒီတဲဆွဲမထဲနဲ့လေဒီလိုဖေမျိုးရှိတာနဲ့တင်နင်ကငါတို့ညီမဖြစ်ဖို့မထိုက်တန်တော့ဘူးတဲ့သူမပြောလိုက်တာနဲ့တခြားမိန်းကလေးတွေကလည်းဝိုင်းပြောကြတယ်အေးလေနင်ကငါတို့ကိုသိစေချင်တာလားနင်ကငါတို့ကိုညီမတွေလို့ပြောဖို့တတိရှိသေးတယ်နော်ကစားတာကတပိုင်းဘသူကနင်နဲ့အတူလာသေးမှလဲယွန်တာနဲ့တော့ငါမပတ်သက်ချင်ဘူးနုနုကစိုးရိမ်တကြီးနဲ့ငါကနင်တို့ကိုယွန်တာကိုစန့်ကျင်ခိုင်းတာမဟုတ်ပါဘူးငါတို့ကိုဒီကနေလွတ်အောင်ပဲကူညီပေးပါဦးလို့ပြောပေမဲ့သူတို့ကငြိမ်နေကြတယ်
အဲ့ဒီအချိန်မှာနုနုရဲ့ကဘာကြီးပြိုလဲသွားပြီဆိုတာကျွန်တော်သိလိုက်ပေမဲ့သူမကိုတနာယုံပဲတက်နိုင်တဲ့15-2000ကျနေတော့မှနုနုဟာအနိုင်ကျင့်မှုတွေအများကြီးခံခဲ့ရမှာသိချပါတယ်။သူမကအနိုင်ကျင့်မခံရတော့အောင်ဒီလိုလူမိုက်အုပ်စုတွေနဲ့ပေါင်းပြီးခိုင်းဖွဲ့ခဲ့တာပေါ့အားကိုးရမဲတဲ့အချိန်မှာနုနုကလူအုပ်ကြားကနေအတင်းတိုးထွက်ဖို့ကြိုးစားပေမဲ့သူမရဲ့အားနည်းတဲ့ကိုယ်လုံးလေးကဒီလူတွေကိုဘယ်လိုလုပ်ရှင်နိုင်မှာလဲ။သမင်းယုံပိုင်ရှင်ကစိတ်မရှိသလိုနဲ့လက်မြောက်ပြီးနုနုကိုပါရိုက်ဖို့လုပ်လိုက်တယ်။ကလေးမပါဇက်ပိတ်ထားဆန်းအဲ့ဒီပါရိုက်ချက်နုနုမျက်နှာပေါ်မကြခင်မှာပဲကျွန်တော်သူ့လက်ကိုဖမ်းကင်လိုက်တယ်သမင်းယုံပိုင်ရှင်ကြောင်းသွားပြီးမင်းကပြန်ချရဲတယ်ပေါ့ကျွန်တော်မတိုက်ခိုက်တာကြပြီလို့ပြောလိုက်တယ်သူကမောက်မာစွာနဲ့ငါလက်ကိုလွတ်ဆန်းမင်းငါကိုဘလို့ပဲရိုက်ငါခံမယ်ဒါပေမဲ့သူမကိုတော့လက်ဖျားနဲ့တော့မထိပါနဲ့ထိရင်မင်းကိုတတ်ပြစ်မယ်ဒါကိုကြားတော့သမင်းယုံပိုင်ရှင်ကမရေပဲမနေနိုင်တော့ဘူးသမင်းဘူးရောက်တဲ့ကောင်ကငါကိုချင်းချောက်တာလားကောင်းပြီလေနေကဒီကလေးမကိုမထိစေချင်ဘူးဟုတ်လားအခုပြပေးမယ်ကျွန်တော်ကသူ့လက်ကိုဖမ်းထားပေမဲ့လည်းသူကနုနုကိုချက်ချင်းကန်လိုက်တယ်ဒါပေမဲ့ကျွန်တော်ကပုံမြန်ပါတယ်သမင်းယုံပိုင်ရှင်ခြေထောက်ကိုမြောက်လိုက်တဲ့ခဏမှာပဲကျွန်တော်ကသူ့ရဲ့နောက်ထပ်ခြေထောက်တစ်ဖက်ကိုကန်လိုက်တယ်သူချက်ချင်းပဲအတိလွတ်သွားတယ်သူဟန်ချက်ပြက်ပြီးမြေကြီးပေါ်လွန့်ထွက်သွားတာပေါ့သမင်းယုံပိုင်ရှင်ကအရှက်ရသွားပြီးဒေါသတကြီးနဲ့မင်းကိုအခုပဲမတန်မဆွမ်းဖြစ်အောင်လုပ်ပြမယ်မင်းရဲ့ခြေတွေလက်တွေကိုချိုးပစ်ပြီးမှယွန်တားစီအပ်မယ်လို့အော်ပြောတယ်နုနုကတော့ထိတ်လန့်သွားပြီးဒီလိုရုပ်တဲတဲဖြစ်နေတော့မှငိုပြီးတော့ပြေးတော့လို့အော်ပြောတယ်ကျွန်တော်စီကိုပြေးလာတဲ့လူတွေကိုကြည့်ပြီးတက်ပြင်းချလိုက်တယ်နုနုရဲ့ခေါင်းလေးကိုအသားရပုတ်လိုက်ပြီးသမီးကဂျမ်းလုံဂျင်းဝေါင်းကိုအရန်အားကြလာလားလို့မေးလိုက်တယ်သူမတွတ်ဆုပ်သွားတယ်ကျွန်တော်ကအဲ့ဒါဆိုအဖေပြပေးမယ်လို့တိုးတိုးလေးပြောလိုက်တယ်ဗလာကြီးကကျွန်တော်စီရောက်လာပြီးလက်သီးနဲ့ကျွန်တော်မျက်နှာကိုထိုးဖို့လုပ်တယ်ကျွန်တော်မရှောင်ပါဘူးသူ့လက်ကောက်ဝတ်ကိုလက်တစ်ဖက်ထဲနဲ့ဖမ်းကင်လိုက်တယ်သူဘလောက်ပဲကြိုးစားထိုးပေမဲ့လက်တစ်လုံးတောင်တိုးမလာဘူးသူတို့ကောင်းဆောင်ရိုက်ခံနေရတာမြင်တော့တခြားလူတွေကကျွန်တော်ကိုဝိုင်းပြီးတိုက်ခိုက်ကြတော့တာပဲဒါပေမဲ့ကျွန်တော်ကအဲ့ဒီဗလာကြီးကိုမပြီးတော့သူ့လူတွေစီကိုပြစ်ပေါက်လိုက်တယ်လူတော်များများမြေကြီးပေါ်လွင့်စင်သွားပြီးအော်ဟစ်နေကြရတယ်ထမင်းယုံပိုင်ရှင်ကထိတ်လန့်သွားပြီးတိုက်ကြလေမင်းတို့လူတွေအများကြီးရှိတာကိုထမင်းမှုရောက်တဲ့တယောက်တည်းကိုတောင်မနိုင်ကြဘူးလားလို့អော်တယ်နုနုကကျွန်တော်လက်ကိုဆွဲပြီးပြေးဖို့ပြင်ပေမဲ့ကျွန်တော်ကမရွှေ့ဘူးနုနုကယွမ်တားကလူတွေရောက်လာရင်ကျမတို့တော့တေးပြီးသွားကြစို့မဟုတ်ရင်သူတို့ကနောက်ထပ်ဒုက္ခလာပေးဦးမှာဒါကိုတခါတည်းအပြက်ရှင်းတာပိုကောင်းတယ်တဲနုနုကစိုးရင်တကြီးနဲ့စကားကြီးစကားကျယ်တွေမပြောပါနဲ့လို့ပြောတယ်တမီးကိုတမီးပဲဂယူးဆိုင်ပါလို့ကျွန်တော်တိုးတိုးလေးပြောလိုက်တယ်ကျွန်တော်ကအယောင်ဆောင်တာမဟုတ်ဘူးဆိုတာကိုသူမကတန်တရားနဲ့ကြည့်နေတယ်ကျွန်တော်စက်ဖုံးကွယ်ထားလို့မရတော့ဘူးဆိုတာသိလိုက်တယ်အဲ့ဒီအချိန်မှာပဲကောင်းကင်ကနေစူမြန်တန်တွေထွက်လာတယ်လူတွေကဝေခွဲမရဖြစ်ပြီးမော့ကြည့်လိုက်ကြတယ်ရဟတ်ရင်နှစင်းဒီဘက်ကိုဥတီလာနေတယ်ရဟတ်ရင်တွေမှာယွန်တာအုပ်စု UN Group ဆိုတဲ့စာလုံးလေးလုံးကိုရိုက်နှိပ်ထားတယ်ထမင်းယုံပိုင်ရှင်ကအရန်ဝမ်းသာသွားတယ်ကျွန်တော်ကိုလက်ညှိုးထိုးပြီးမင်းကတိုက်ရိုက်ခိုက်ရကောင်းတယ်ပေါ့ဟုတ်လားမင်းတော့တေးပြီးသားမှတ်ဒီနေ့ကမင်းအတွက်နောက်ဆုံးနေ့ပဲတဲ့လမ်းဘေးဝဲရမှာလူတွေဝိုင်းကြည့်နေကြတယ်လမ်းရဲ့အဆုံးမှာတော့ Rolls Royce တွေ Maybach တွေနဲ့ class ကားတန်းကြီးမောင်းဝင်လာတယ်နုနုကဒီလိုခန်းသားကြီးကိုမြင်တော့တုံရင်နေပြီးသူမကငိုပြီးကျွန်တော်ကိုပြောတယ်မိမိကသမီးကိုတယောက်တည်းကျွေးမွေးပြုစုပြီးဦးလေးကို15-2000ဆောင်ခဲ့တာသူမကဦးလေးကိုမုန်းဖို့သမီးကိုတခါမှမပြောခဲ့ဘူးဦးလေးကတကယ်တော့သူကအားကိုးထိုက်တဲ့လူတယောက်ပါဒါပေမဲ့ဘာလို့ဒီလောက်အထိဒုက္ခတွေရောက်အောင်လုပ်ခဲ့တာလဲကျွန်တော်တက်ပြင်းချလိုက်တယ်သူမရဲ့ပါလေးကိုကျွန်တော်လက်နဲ့အตาရကင်လိုက်ပြီးငိုနေတဲ့သူမကိုကြည့်ပြီးကျွန်တော်ရင်ထဲမှာလည်းနာကျင်နေမိတယ်ကားတန်းကြီးရက်သွားပြီးညီကိုတွေကကားပေါ်ကဆင်းကကျွန်တော်စီကိုတယောက်ချင်းရှောက်လာကြတယ်ထမင်းယုံပိုင်ရှင်ကသူတို့စီကိုအားတက်တရောပြေးသွားပြီးလူကြီးမင်းတို့သူပါပဲလို့ပြောတယ်ကျွန်တော်ကိုလက်ညှိုးထိုးပြီးသူကချမ်းလုံကိုအယောင်ဆောင်နေတာပါလို့ကုန်းချောတာပေါ့ဒါကိုကြားတော့အားလုံးကဒေါသထွက်သွားပြီးယွန်တားကိုစားသူ့ကိုတင်ကန်းစာပေးချင်နေကြတယ်သူကယွန်တားကိုတော့မလေးစားပဲထွက်သွားချင်နေတာလားဘေးကလူတွေကလည်းစိတ်လှုပ်ရှားစွာနဲ့ဒါယွန်တားဖွဲ့ပဲငါဖျားဒီကောင်တော့သွားပြီဒီလိုအစ်စ်မြင့်လူကြီးတွေကိုပုံမှန်ဆိုရင်မမြင်ရဘူးအခုတော့အကုန်လုံးဒီမှာစုနေကြတာပဲအိုးကျွန်တော်သွားပြီးနှုတ်ဆက်ချင်လိုက်တာဟေးယူမနေနဲ့ဒီလူတွေကလမ်းဘေးလူမိုက်တွေနဲ့ကစားနေတယ်လို့မင်းထင်နေတာလားနုနုနဲ့အတူပေါင်းခဲ့တဲ့မိန်းကလေးတွေတောင်မှသူတို့ဖုန်းတွေထုတ်ပြီးဗီဒီယိုရိုက်နေကြတယ်ဒီလိုတစ္ဆာမဲ့မှုတွေကတကယ်ကိုတနာစရာကောင်းတယ်လို့ရေရေမောမောပါပဲနုနုရဲ့တငယ်ချင်းတွေနဲ့မတူပဲကျွန်တော်ညီကိုတွေကကျွန်တော်ကိုကြည့်လိုက်ကြတယ်ကျွန်တော်ကတော့တက်ပြင်းပဲချနေမိတယ်သူတို့တွေဟာကျွန်တော်ပေါ်တကယ်တစ္ဆာရှိတဲ့ညီကိုတွေပါကျွန်တော်ထောင်ထဲမှာ15နှစ်ရှိနေတော့သူတို့ကကျွန်တော်ကို15နှလုံးလုံးရက်ပေါင်း400ကျော်အောင်စောင့်နေခဲ့ကြတာသူတို့ရဲ့တစ္ဆာတရားကမယိမ့်ယိုင်ခဲ့ဘူးကျွန်တော်ထွက်လာတာနဲ့အရာအားလုံးကိုလွှဲအပ်ပေးဖို့စောင့်နေခဲ့ကြတာကျွန်တော်သူတို့ကိုထပ်တွေ့ရတော့မယ်လို့မထင်ခဲ့ပေမဲ့အခုလိုထူးခြားတဲ့အခြေအနေမျိုးမှာပြန်တွေ့ရတာပေါ့သူတို့ကျွန်တော်စီကိုရှောက်လာကြတယ်ထမင်းယုံပိုင်ရှင်ကသူတို့ကိုကျွန်တော်ကယွန်တားအတွက်အသက်နဲ့လဲပြီးတိုက်ခိုက်နေတာပါလို့ကြောဝါပြောဆိုနေသေးတယ်ကျွန်တော်ရဲ့စုပ်ပြတ်နေတဲ့ပုံစံကိုမြင်တော့သူကအဲ့ဒါကကျွန်တော်ကြောင့်ဖြစ်ရတာလို့ပြောနေတာပေါ့လူအုပ်ကြီးကျွန်တော်စီရောက်လာတာမြင်တော့နုနုကထိတ်လန့်သွားတယ်သူမကလူကြီးမင်းတို့ကျေးဇူးပြုပြီးနားထောင်ပေးပါဒါကျမအဖေပါသူထောင်ချခဲ့တာကြာပါပြီဒီတတူးကလည်းလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကရှိနေတာပါသူပြန်လာပြီးနောက်ပိုင်းသူ့ရဲ့အတိတ်ကြောင့်ကျမကသူ့ကိုမကြိုက်ခဲ့ဘူးသူ့နားကိုလည်းမကက်ခဲ့ဘူးအဲ့ဒါကြောင့်သူ့တတူးကိုကျမအခုမှမြင်ဘူးတာပါကျမသာကြိုသိခဲ့ရင်သူ့ကိုတေချာတတိပေးမှာပါလို့တုံတုံရင်ရင်နဲ့ပြောတယ်နုနုကပြောရင်နဲ့ပို့ပြီးကြောက်လာပုံရပေမဲ့လည်းကျွန်တော်ရှိမှရက်နေတော့မှပဲသူမကပြိုလဲသွားပြီးမေမေကသူ့ကိုနှစ်ပေါင်းများစွာစောင့်နေခဲ့ရတာပါသူကယွန်တားကိုစော်ကားဖို့ရည်ရွယ်ချက်မရှိပါဘူးကိုကျန်းလုံကိုအယောင်ဆောင်ဖို့လည်းမရည်ရွယ်ပါဘူးကျေးဇူးပြုပြီးသူ့ကိုလှုပ်ပေးပါကျမလူကြီးမင်းတို့ရှိမှဒူးထောက်တောင်းပန်ပါတယ်ဒါကိုမြင်တော့ကျွန်တော်ရင်ထဲမှာအယမ်းကိုနာကျင်ရတယ်အသက်ရှူရတာတောင်ခက်ခဲလာတယ်သူမကကျွန်တော်ကိုဆက်ပြီးအထင်သေးနေတာကိုပဲကျွန်တော်ပုံမြင်ချင်မိတယ်အဲ့ဒီအချိန်မှာပဲထမင်းယုံပိုင်ရှင်ကလောင်ပြီးနင်ကဘာကောင်းမှုလို့လဲ
နေ့ရဲ့ကယူနာကဘလောက်တန်လို့လဲလို့ပြောလိုက်တယ်သူစကားမဆုံးခင်ပါပဲယွန်ဒါရဲ့ဒါရိုက်တာတွေအကုန်လုံးကရုတ်တရက်ဒူးထောက်လိုက်ကြတယ်သူတို့ကနုနုရဲ့ဒူးထောက်မှုကိုလက်မခံဝင်ကြဘူးချက်ချင်းဆိုသလိုလူတိုင်းကြောင်သွားကြတာပေါ့သူတို့ကတညီတညွတ်တည်းပြန်ဖြေကြတယ်အကိုကြီးလုံးမမလေးဒီလိုရုတ်တရက်ပြောင်းလဲသွားတာကြောင့်နုနုကတော့မှင်သက်နေတော့တာပဲသမင်းယုံပိုင်ရှင်ကလည်းမျက်နှာဖြူလျော်သွားတယ်သူကအထွေထွေမန်နေဂျာလူတခုခုမှားနေပြီလားသူကသမင်းမှုရောက်တဲ့လူပါလို့ပြောလိုက်တယ်သူစကားမဆုံးခင်မှာပဲသူ့လူတွေကသူ့ကိုမြေကြီးပေါ်ဖိချလိုက်ကြပြီးသူတို့ကဒေါသတကြီးနဲ့ဒီနေ့ကဒီလောကမှာမင်းအတွက်နောက်ဆုံးနေပဲလို့ဟောက်လိုက်ကြတယ်သမင်းယုံပိုင်ရှင်ကစိုးရိမ်တကြီးနဲ့ဒါနားလည်မှုလွဲတာပါနားလည်မှုလွဲတာပါလို့အော်တော့တာပေါ့ကျွန်တော်နုနုစီလျှောက်သွားပြီးသူမကိုတွဲထုလိုက်တယ်နုနုထရက်လိုက်ပေမဲ့ဒါရိုက်တာတွေကတော့ဒူးထောက်နေတော့မယ်ကျွန်တော်ရဲ့ခွင့်ပြုချက်မရပဲသူတို့တွေကဘယ်သူမှမလုပ်ရဲကြဘူးနုနုကတတွေးကိုခက်ခက်ခဲခဲမျိုးချလိုက်ပြီးကျမကမြေကူးနဂါရဲ့တမိပေါ့ဒါကိုအကြာကြီးဖုံးကွယ်ထားခဲ့မိလို့တောင်းပန်ပါတယ်လို့ကျွန်တော်ကပြောလိုက်တယ်သူမကမျက်လုံးပြူပြီးမေးတယ်လွန်ခဲ့တဲ့15နှစ်ကလူတစ်ထောင်ကိုတယောက်တည်းရင်ဆိုင်ပြီးမြစ်တဝက်ကိုသွေးနီအောင်ပြောင်းစေခဲ့တဲ့ဒဏ္ဍာရီကတကယ်ပဲလားလူတစ်ယောက်ကလူတစ်ထောင်ကိုဘယ်လိုလှုပ်ရှင်နိုင်မှလဲကျွန်တော်ကတကယ်ပါပဲအဲ့ဒီကောင်ကိုအပြည့်ရှင်းပြီးမှသမီးကိုပြောပြမယ်လို့ပြောလိုက်တယ်ပြီးတော့သမင်းယုံပိုင်ရှင်ကိုကြည့်လိုက်ပြီးညီကိုတို့ငါဘာကိုဆိုလိုလဲဆိုတာမင်းတို့သိပါတယ်သူ့ကိုငါစီအခုချက်ချင်းဆွဲခေါ်ခဲ့လို့ခိုင်းလိုက်တယ်သမင်းယုံပိုင်ရှင်ကအရန်ကြောက်သွားတယ်သူကအတနာခံပြီးအော်ဟစ်နေတဲ့မြေကြီးပေါ်မှာအကောင်လိုက်အဆွဲခံနေရတာပေါ့ဗလာကြီးလည်းမင်းတက်နေတယ်စောစောကသူအရန်မိုက်နေပေမဲ့အခုတော့သူ့ခြေထောက်တွေတုံနေပြီးလူအုပ်ထဲကနေထွက်ပြေးခြင်းပေမဲ့သူအရန်ကြောက်နေတာသူအရင်ကမကောင်းတာတွေအများကြီးလုပ်ခဲ့ဘူးမှာပါတိုက်ပွဲပေါင်းများစွာမှာလည်းပါဝင်ခဲ့ဘူးမှာပါဒါပေမဲ့အခုကတော့သူကြုံဘူးသမျှထဲမှာအကြောက်ဆုံးရပဲဥပမာကျွန်တော်နာမည်ပေါ့ကျွန်တော်နာမည်ကိုတီးလိုက်ရတဲ့ခဏမှာပဲသူအရန်ကြောက်သွားတာလူတွေကအရန်ကြောက်တဲ့အခါခြေထောက်တွေတုံပြီးမထိန်နိုင်တော့ဘူးလေသူကထွက်ပြေးနေတော့မဲ့ဒါပေမဲ့သူ့ခြေထောက်တွေကပျော့သွားပြီးနောက်ဆုံးမှာတော့မြေကြီးပေါ်ဒူးထောက်ကျသွားတယ်သူ့ခြေထောက်တွေကိုသူကိုယ်တိုင်ပြန်ထုနေတယ်ထရက်နိုင်ဖို့ဆူတောင်းနေတယ်ဒါပေမဲ့ဘာမှမထူဘူးကျွန်တော်ရှိမှသူမတက်ရက်ဖို့တတိမရှိတော့ဘူးကျွန်တော်ညီကိုတွေကသူ့ကိုရောသူ့လူတွေကိုရောကျွန်တော်စီဆွဲခေါ်လာကြတယ်ကျွန်တော်ကနေရဲနေတဲ့စပင်နဲ့မိန်းကလေးကိုကြည့်ပြီးအဲ့ဒီကောင်မလေးတွေကိုလည်းခေါ်ခဲ့ပါလို့အေးအေးဆေးဆေးပြောလိုက်တယ်စောစောကကျွန်တော်ကိုအဆက်ခွဲခဲ့တဲ့အဲ့ဒီမိန်းကလေးကြောင့်သွားတယ်သူမမျက်နှာမှာကြောက်စိတ်တွေအပြည့်ဖြစ်သွားတာပေါ့သူမဘာမှမတုံ့ပြန်နိုင်ခင်ပါပဲလူအုပ်ကြီးကကြောက်ပြီးနောက်ဆုတ်သွားကြတယ်သူတို့လူအုပ်ထဲမှာပုန်းနေကြတာကျွန်တော်နာမည်အောက်မှာဘယ်သူမှပြဿနာမရှာရဲကြဘူးနုနုနဲ့အတူပေါင်းခဲ့တဲ့ဒီလူမိုက်လေးတွေဟာကျွန်တော်ရှိမှလူပြက်တွေလိုဖြစ်နေကြတော့တာပဲသူတို့ကခေါင်းကိုက်ဆိုင်ချပြီးတုံတုံရင်ရင်နဲ့ရှောက်လာကြတယ်ကျွန်တော်ရှိရောက်တဲ့အခါညီရဲနေတဲ့စပင်နဲ့မိန်းကလေးကငိုတန်နဲ့ပြောတယ်ဦးလေးစောစောကဦးလေးကိုလှောင်ခဲ့တာတကယ်မရည်ရွယ်ပါဘူးနောက်ပြောင်ရုံတင်ပါတယ်သူမကနုနုကိုလည်းငါတို့ကညီမကောင်းတွေလေငါ့ကိုကူညီပါဦးလို့တောင်းပန်တယ်နုနုကအေးဆက်ဆက်နဲ့ပြန်ဖြေတယ်ဘသူကညီမကောင်းလို့ပြောလဲငါနင့်ကိုတခါလေးပဲကူညီခိုင်းတာကိုနင်ကငါ့ကိုလှောင်ခဲ့တာလေအခုကြမှညီမကောင်းနဲ့လားနင်တို့အကုန်လုံးရဲ့အကြောင်းကိုငါသိသွားပါပြီညီကိုတယောက်ကကျွန်တော်နားလာပြီးအကိုကြီးလုံးဒီကောင်တွေကိုဘာလို့ရမလဲလို့လေးလေးဆဆမေးတယ်ကျွန်တော်ကထမင်းယုံပိုင်ရှင်ကိုကြည့်လိုက်တယ်သူကကြောက်လို့တုံနေပြီးအကိုကြီးလုံးမဟုတ်ပါဘူးဥက္ကဋ္ဌကြီးလုံးလို့ခေါ်ပြီးငိုနေတဲ့ဥက္ကဋ္ဌကြီးကဘာတူလဲဆိုတာကျွန်တော်တကယ်မသိလို့ပါသိရင်ကျွန်တော်မှအသက်ပေါင်း100ရှိရင်တော့ဥက္ကဋ္ဌကြီးကိုမစော်ကားရဲပါဘူးတဲ့ကျွန်တော်ကသူ့ရှိကိုရှောက်သွားပြီးငုံကြည့်လိုက်တယ်ဒီကောင်ကပိုးပြီးကြောက်လာပြီးဘောင်းဘီထဲမှာတောင်စီးထွက်ကုန်ပြီကျွန်တော်တက်ပြင်းချလိုက်ပြီးငါမင်းနဲ့စီးပွားရေးလူတာမဟုတ်ပါဘူးငါတို့ထမင်းမှုတွေကဈေးအတူတူပဲចောင်းသားတွေကမင်းစီကဝယ်ရင်ထမင်းယုံထဲမှာအေးအေးဆေးဆေးထိုင်စားလို့ရတယ်ဒါပေမဲ့ငါစီကဝယ်ရင်နေပူမိုးရွာလည်းမလုံဘူးထိုင်ကုန်လည်းမရှိဘူးကျောင်းပြင်အထိလမ်းလျှောက်လာရုံနဲ့မကပဲလမ်းဘေးမှာပဲစောင်းကြောင်းထိုင်စားရတာအဲ့ဒါကိုသူတို့ကဘာလို့ငါစီမှာဝယ်စားကြတာလဲလို့မေးလိုက်တယ်ထမင်းယုံပိုင်ရှင်ကတတွေးကိုခက်ခက်ခဲခဲမျိုးချပြီးကျွန်တော်စိတ်ရင်းမကောင်းလို့ပါကျွန်တော်ကလူမပီတလို့ပါကျွန်တော်မှားတော့ပါပြီတကယ်ပဲမှားတော့ပါပြီတဲ့မင်းကမင်းမားတယ်လို့သိတာမဟုတ်ဘူးမင်းကမင်းမထိရဲတဲ့လူကိုတွားထိမိမှန်သိသွားတာပါဒါကြောင့်ပြစ်ဒဏ်ကနေလွတ်အောင်နှုတ်ကနေပဲတောင်းပန်နေတာညီကိုတယောက်ကပျက်စီးနေတဲ့တွန်းလဲစီသွားပြီးအကိုကြီးလုံးအကိုကြီးကတနေ့ကိုထမင်းမှု300ရောင်းရတာလေဒါတွေကိုသူကမောက်ချလိုက်တာလားဒါမှမဟုတ်သူကပဲဝယ်လိုက်တာလားလို့မေးတယ်ထမင်းယုံပိုင်ရှင်ကအမြန်ပဲကျွန်တော်ဝယ်လိုက်တာပါအကိုကြီးလုံးပင်ပန်းနေတာတွေ့လို့ကျွန်တော်ဝယ်ပေးလိုက်တာပါလို့လိန်ပြောတော့တာပေါ့ကျွန်တော်ကမင်းကိုငါကပြန်ရုပ်ပေးစီချင်လားလို့မေးလိုက်တယ်သူကကြောက်လက်တကြားနဲ့မဟုတ်ပါဘူးကျွန်တော်မျက်စိကန်းခဲ့လို့ပါကျွန်တော်ရဲ့ရိုင်းဆိုင်မှုကိုခွင့်လွှတ်ပေးပါလို့ပြောတယ်ကျွန်တော်ကမင်းကဝယ်လိုက်ပြီဆိုမှတော့မင်းပဲစားလိုက်တော့လေလို့ပြောလိုက်တယ်သူကြောင်သွားပြီးမြေကြီးပေါ်ကဟင်းပုံကြီးကိုလက်ညှိုးထိုးပြကစားရမယ်လို့မေးတယ်ညီကိုတယောက်ကဟောက်လိုက်တယ်အကိုကြီးလုံးလှုပ်ထားတာကိုမင်းကမစားချင်ဘူးလားစားစမ်းအခုချက်ချင်းစားစမ်းထမင်းယုံပိုင်ရှင်ကမြေကြီးပေါ်ကဟင်းတွေစီကိုခွေးတကောင်လိုတွားသွားပြီးအငမ်းမရစားတော့တာပဲကျွန်တော်ကသူ့ကိုလက်ရဘလို့လဲလို့မေးတော့သူကပါဆက်ထဲကဟင်းတွေနဲ့အရန်ကောင်းပါတယ်ကျွန်တော်လက်ရထက်အများကြီးတာပါတယ်လို့မြောက်ပင်ပြောတယ်အဲ့ဒါဆိုရင်အကုန်အောင်စားလိုက်လို့ပြောလိုက်တယ်သူကမှင်းသက်သွားပြီး300ဖိုးစာကိုကျွန်တော်ဘလို့လို့အကုန်စားနိုင်ပါလဲတဲ့ညီကိုတွေကဒေါသထွက်ကုန်ကြတယ်မင်းကမစားနိုင်ဘူးဟုတ်လားငါတို့ကူညီပေးမယ်ဆိုပြီးသူ့ကောင်းကိုဟင်းပုံနဲ့ဖိထည့်လိုက်ကြတယ်သူကမြေကြီးပေါ်ကဟင်းတွေကိုအတင်းစားနေရတော့တာပေါ့ကျွန်တော်ကဗလာကြီးတွေကိုကြည့်ပြီးမင်းတို့လည်းကူစားပေးကြလေလို့အေးအေးဆေးဆေးပြောလိုက်တယ်ကျွန်တော်တခုံပြောလိုက်တာနဲ့
ညီကိုတွေကဘာလို့ရမလဲတိလိုက်ကြပြီးသူတို့ကိုထမင်းယုံပိုင်ရှင်သာဆွဲခေါ်သွားပြီးဟင်းပုံထဲခေါင်းဖိထည့်လိုက်ကြတယ်ညီကိုတယောက်ကအေးဆက်ဆက်နဲ့စားကြစမ်းဘိုက်ဝအောင်စားထားမှခီးသွားလို့ရမှလို့ပြောလိုက်တယ်ဒီတခွန်းကထမင်းယုံပိုင်ရှင်တို့ကိုအရန်ကြောက်သွားစေတယ်ဘလို့ခီးလဲငါတို့မှာပြပကမိုင်းတွင်းတွေရှိတယ်အဲ့ဒီနေရာကစစ်ပွဲတွေနဲ့ငှက်ဖျားယောဂတွေရမ်းများတယ်မင်းတို့လူတွေအများကြီးအသက်ခံရမှာပါကံကောင်းရင်ခြေကျိုးလက်ကျိုးနဲ့10နှစ်ကြာရင်ပြန်လာလို့ရမယ်ကန်ဆိုရင်တော့မင်းတို့ရဲ့အယိုးပြကိုပဲငါတို့ပြန်တယ်လာပေးနိုင်လိမ့်မယ်လို့ပြောလိုက်တယ်ထမင်းယုံပိုင်ရှင်နဲ့ဗလာကြီးတို့ကြောက်လန့်တကြားငိုကြတော့တာပဲမသွားလို့မရဘူးလားမင်းတို့မသွားဘူးလို့ညင်းနိုင်တယ်ဒါပေမဲ့ရွမ်တာအဖွဲ့ကမင်းတို့ကိုသွားပရစီလို့တောင်းပန်ရအောင်လုပ်လိုက်မယ်ထမင်းယုံပိုင်ရှင်ကကျွန်တော်စီတူးထောက်သွားလာပြီးအကိုကြီးလုံးကျွန်တော်တကယ်မသွားပါပြီကျေးဇူးပြုပြီးကျွန်တော်ကိုနိုင်ငံခြားမပို့ပါနဲ့အဲ့ဒီမိုင်းတွင်းတွေမှာအလုပ်လုပ်တဲ့လူတွေကဘုံတန်ကြောင့်တေတာတို့ဒေတာခံတွေရဲ့လက်ဖြတ်ချီဖြတ်ခံရတာလို့ရှိတယ်လို့ကျွန်တော်ကြားဘူးပါတယ်ကျွန်တော်လည်းလူပါပဲကျွန်တော်တခါပဲမှားဘူးတာပါဒီလောက်အထိမလုပ်ပါနဲ့ကျောင်းအကြီးကဦးလေးရဲ့ဝမ်းကွဲဆိုဦးလေးကိုတိုင်ကြားတာတွေခံရဘူးတာတော့နောက်ဆုံးမှာအရာအလုံးကအဆင်ပြေသွားမှာပါသူတို့ကသူတို့ရဲ့အခွင့်အရေးကိုကာကွယ်နေကြတာကိုဒါပေမဲ့သူတို့တိုင်ကြားလို့ဆိုပြီးသူတို့ကလေးကိုကျောင်းကနေအထုတ်ခံရအောင်လုပ်ခဲ့တာလားဒါကအမှန်ပဲလားသူကတတွေးကိုခက်ခက်ခဲခဲမျိုးချပြီးအဲ့ဒါသူတို့ဖြစ်ပါကျောင်းမှာစားလဲမကြိုးစားပဲပြဿနာရှာလို့ပါလို့ပြောတယ်မင်းရဲ့မျက်လုံးထဲမှာတော့အားကြီးတဲ့လူကအားနည်းတဲ့လူကိုအနိုင်ကျင့်လို့ရတယ်ပေါ့ဒါဆိုရင်ငါလည်းမင်းကိုအနိုင်ကျင့်လို့ရတာပေါ့ဟုတ်လားလို့ပြောလိုက်တယ်သူ့ပုခုံးကိုပုတ်ပြီးတက်ပြင်းချလိုက်တယ်ကလေးတွေကကြီးထွားလာမဲ့အရွယ်တွေပါဒါပေမဲ့မင်းကြောင့်လူတော်တော်များများဟာစစ်ပွဲနဲ့ငှက်ဖျားတံကြောင့်တည်ခဲ့ရပြီကံကောင်းရင်ခြေကျိုးလက်ကျိုးဖြစ်မယ်10နှစ်ကြာရင်ပြန်လာနိုင်မယ်ကန်ဆိုရင်တော့မင်းရဲ့အယိုးပြပဲပြန်လာလိမ့်မယ်လို့ထပ်ပြောလိုက်တယ်ထမင်းယုံပိုင်ရှင်နဲ့ဗလာကြီးတို့ငိုကြပြန်တယ်မသွားလို့မရဘူးလားမင်းတို့မသွားဘူးလို့ညင်းနိုင်တယ်ဒါပေမဲ့ရွန်တာအဖွဲ့ကမင်းတို့ကိုသွားပရစီလို့တောင်းပန်ရအောင်လုပ်လိုက်မယ်ထမင်းယုံပိုင်ရှင်ကကျွန်တော်စီတူးထောက်သွားလာပြီးငိုယိုတောင်းပန်နေတဲ့အကိုကြီးလုံးကျွန်တော်တကယ်မသွားပါပြီကျေးဇူးပြုပြီးကျွန်တော်ကိုနိုင်ငံခြားမပို့ပါနဲ့အဲ့ဒီမိုင်းတွင်းတွေမှာအလုပ်လုပ်တဲ့လူတွေကဘုံတန်ကြောင့်တေတာတို့ဒေတာခံတွေရဲ့လက်ဖြတ်ချီဖြတ်ခံရတာလို့ရှိတယ်လို့ကျွန်တော်ကြားဘူးပါတယ်ဒေတာခံအလုပ်သမားတွေကိုသုံးမယ်လို့သဘောတူထားတာဘယ်လိုလုပ်ကျွန်တော်ကိုပို့မှာလဲကျွန်တော်လည်းလူပါပဲကျွန်တော်တခါပဲမှားဘူးတာပါဒီလောက်အထိမလုပ်ပါနဲ့ကျောင်းအကြီးကဦးလေးရဲ့ဝမ်းကွဲဆိုတိုင်ကြားတာတွေခံရဘူးတာတောင်ဦးလေးကအမြဲလွတ်နေတာပဲသူတို့ကသူတို့ရဲ့အခွင့်အရေးကိုကာကွယ်နေတာကိုဦးလေးတို့ကိုတိုင်လို့ဆိုပြီးသူတို့ကလေးကိုကျောင်းကထုတ်ပစ်ခဲ့တာလေဒါကတကယ်ပဲလားသူတရွေးမျိုးချပြီးအဲ့ဒါသူတို့အဖြစ်ပါလို့တိုးတိုးလေးပြောတယ်အစိုးရကျောင်းမဝင်နိုင်လို့ပုဂ္ဂလိကကျောင်းတက်နေရတာကိုတောင်ပြဿနာရှာရဲသေးတယ်ပေါ့မင်းကအားကြီးတဲ့လူကအားနည်းတဲ့လူကိုအနိုင်ကျင့်လို့ရတယ်လို့ထင်နေတာလားဒါဆိုရင်ငါလည်းမင်းကိုအနိုင်ကျင့်လို့ရတာပေါ့လို့ပြောလိုက်တယ်သူ့ပုခုံးကိုပုတ်ပြီးတက်ပြင်းချလိုက်တယ်ဒီကလေးတွေကသူတို့ရဲ့ဘဝမှာအရေးကြီးဆုံးအရွယ်တွေပါစီးပွားရေးဆိုတာအမျက်ကိုကြည့်ရတာမှန်ပေမဲ့အ ਨੇ ဆုံးတော့ကလေးတွေအပေါ်ကိုချင်းစာစိတ်လေးထားတင်တယ်မင်းကငါ့ကိုကောင်းကောင်းဆက်ဆံဖို့မျှော်လင့်နေပေမဲ့မင်းကိုယ်တိုင်ကရောကလေးတွေကိုကောင်းကောင်းဆက်ဆံခဲ့ရဲ့လားအခြေအနေကသာအတင်းကျပ်မတွန်းအားပေးရင်ဘသူကကျောင်းကနေထွက်ပြေးပြီးလမ်းဘေးမှာထမင်းမှုထိုင်စားချင်ပါလဲကျွန်တော်မှားသွားပါပြီလို့ထမင်းယုံပိုင်ရှင်ကစကားမဆုံးခင်ပါပဲသူ့ကိုညီကိုတွေကဆွဲခေါ်သွားကြပြီညီကိုတွေပြောသလိုပါပဲသူတို့သွားချင်သည်ဖြစ်စေမသွားချင်သည်ဖြစ်စေနောက်ဆုံးမှာရွမ်တာအဖွဲ့ကသူတို့ကိုသွားပရစီလို့တောင်းပန်ရအောင်လုပ်မှာပါအဲ့ဒီအချိန်မှာနုနုရဲ့တငယ်ချင်းတွေကျွန်တော်ရဲ့ညီမတွေကကြောက်လန့်တကြားတုန်နေကြပြီညီရဲနေတဲ့စပင်နဲ့မိန်းကလေးကငိုပြီးဦးလေးကျမတို့နောက်ကိုဦးလေးကိုမလောင်တော့ပါဘူးလို့ပြောတယ်သူမရဲ့စပင်နီနီလေးကိုကျွန်တော်အသားအရကိုင်းလိုက်ပြီးငါမင်းတို့ကိုဘာမှလုပ်ဖို့မရည်ရွယ်ပါဘူးငါပြောချင်တာကစာကိုပဲစူးစမ်းတင်ပါဒီလိုအနှစ်သာရမရှိတဲ့အရာတွေကိုအားမကြပါနဲ့ကျောင်းမှာလူမိုက်လုပ်ပြီးညီမတွေအများကြီးရှိတာကအရန်တော်တယ်လို့မင်းတို့ထင်နေကြပေမဲ့ဒီလိုအလေးကျင့်ဆိုးတွေကလူဖွဲ့စည်းတဲ့ရောက်ရင်မင်းတို့ကိုဖျက်ဆီးပစ်လိုက်မယ်လို့ဆုံးမလိုက်တယ်သူမကတော့တုံတုံရင်ရင်နဲ့ငိုနေတော့မယ်ကျွန်တော်ကနောက်တစ်ခါငါသမီးစီလာလဲရင်စပင်ကိုမူလအယောင်တိုင်းပြန်ဆိုးခဲ့ဖို့မမေ့နဲ့တော့ဟုတ်ပြီလားလို့မေးတော့သူမကရှိုက်ကြီးတင်နေနဲ့ခေါင်းညစ်ပြတယ်အဲ့ဒီအချိန်မှာပဲသူမကကြောက်စိတ်ကိုမထိန်နိုင်တော့ပဲမြေကြီးပေါ်ကိုပျော့ကွေကျသွားတော့တာပဲကျွန်တော်တက်ပြင်းချလိုက်ပြီးအရာအလုံးကိုပြန်သိမ်းဆီးလိုက်တယ်ကျွန်တော်ကတော့အေးအေးဆေးဆေးပဲနေချင်တာပါသူတို့သာကျွန်တော်ကိုလာမနှောက်ရှက်ရင်ဒီလိုခန်းသားကြီးဖြစ်လာအောင်လုပ်ဖို့အစီအစဉ်မရှိပါဘူးကျွန်တော်ကိုယ်တိုင်လုပ်နေတာကိုညီကိုတွေမြင်တော့သူတို့ထိတ်လန့်သွားပြီးကျွန်တော်ကိုဝိုင်းကူသိမ်းပေးကြတယ်ကျွန်တော်ကမင်းတို့ကဘာလို့ငါ့ကိုဒီလောက်ကြောက်နေကြတာလဲငါကလူမိုက်တယောက်လိုလုပ်နေတာမှမဟုတ်တာလို့မေးလိုက်တယ်သူတို့ကြောင်သွားပြီးကျွန်တော်တို့လည်းမသိဘူးကျွန်တော်တို့ကအရန်ချမ်းသာနေလို့ဖြစ်မှာပါတယ်ကျွန်တော်ကអော်လိုက်တယ်တွန်းလဲကိုတိမ်ပြီးနုနုကိုလှမ်းခေါ်လိုက်တယ်ငါနဲ့အတူပြန်ရအောင်လို့အချက်ပြလိုက်တာပေါ့နုနုကကျွန်တော်နောက်ကလိုက်လာတယ်ညီကိုတွေကနောက်ကနေတကောက်ကောက်လိုက်နေကြတော့မို့သူမကခဏခဏနောက်လဲကြည့်နေတယ်ကျွန်တော်သူမကိုနောက်ဆုံးကြံတဲ့ထမင်းမူလေးကမ်းပေးလိုက်ပြီးနှမျောစရာပဲသမီးအတွက်ငါတေးတေးချာချာလေးပြင်ဆင်ပေးထားတဲ့အသေးပုံစံထမင်းမူလေးကပြတ်သွားပြီလို့ပြောလိုက်တယ်နုနုကထမင်းမူကိုယူပြီးမျက်ရည်တွေကိုတုပ်လိုက်တယ်ကျမတို့ဒုက္ခရောက်တော့မယ်လို့ထင်နေတာအစကတည်းကပြောပြတင်တာပေါ့ဦးလေးကမြေကူးနဂါပဲလေဦးလေးကအရန်ကြောက်နေတာကိုကျမမြင်နေရတာဘာလို့ကျမရှိမှရက်ပေးခဲ့တာလဲလို့မေးတယ်သူမကငိုပြီးကျမဦးလေးကိုအရန်မုန်းပေမဲ့ဦးလေးမရှိတဲ့ဒီဆက်ငါနှလုံးလုံးဦးလေးကမေမေနဲ့တမီးနေနေညညစောင့်နေခဲ့ရတဲ့လူတစ်ယောက်ပါတယ်ကျွန်တော်ပြောလိုက်တယ်သူမရဲ့မျက်ရည်တွေကိုတုပ်ပေးပြီးဒီဆက်ငါနှလုံးလုံးအတွက်ငါအမားတွေလုပ်ခဲ့မိတယ်နောက်ကိုတမီးကိုဘယ်တော့မှပြစ်မထားတော့ဘူးလို့တူတူလေးပြောလိုက်တယ်နုနုပင်မနေလို့လမ်းဘေးကကြောက်ခုံလေးပေါ်မှာထိုင်ချင်နေတယ်
ကျွန်တော်ကတရှူးထုတ်ပြီးခုံကိုအမြန်တုပ်ပေးလိုက်တယ်သူမထိုင်ပြီးတာနဲ့ကျွန်တော်ကအဖေတယောက်လှုပ်ပေးနိုင်တာမှန်သမျှလှုပ်ပေးလိုက်တယ်နုနုကထမင်းစားရင်ဟိုတုန်းကလူတစ်ထောင်ကိုတယောက်တည်းရင်ဆိုင်ခဲ့တာဘာကြောင့်လဲအဲ့ဒါကဂုံယူစရာမှမဟုတ်တာလို့မေးတယ်နုနုရဲ့မျက်လုံးတွေကိုကြည့်ရင်ကျွန်တော်ပြန်စဉ်းစားမိတယ်လွန်ခဲ့တဲ့15နှစ်ကငါနဲ့ညီကိုတွေကယွန်တားအဖွဲ့ကိုတီထောင်ခဲ့ကြတာငါတို့ရိုးရိုးသားသားစီးပွားရှာခဲ့ပေမဲ့အခုလောက်အေးချမ်းတာမဟုတ်ဘူးအဲ့ဒီတုန်းကရာဇဝတ်ခိုင်းတွေကငါတို့စီးပွားရေးကိုအကြိမ်ကြိမ်အနိုင်ကျင့်ပြီးလူယူခဲ့ကြတယ်လူတိုင်းသူတို့ကိုမုန်းကြတယ်ညီကိုတွေကပြန်ချချင်နေကြတာငါကညီကိုတို့မင်းတို့မှာမိသားစုတွေရှိတယ်ရာဇဝတ်ကိုင်းတွေနဲ့ပြန်ချတာကမင်းတို့ကိုဖျက်ဆီးပစ်လိုက်မယ်လို့ပြောခဲ့တယ်အဲ့ဒီတော့ခေါင်းဆောင်ကူပဲအရင်သွားတက်တာကပိုကောင်းတယ်လို့နုနုကပြောလိုက်တယ်သမီးသိပါတယ်ဦးလေးရဲ့ဇလန်းကိုသမီးကြားဘူးပါတယ်ဦးလေးတို့အနိုင်ကျင့်ခံခဲ့ရတာတွေပေါ့ပြန်ချဖို့အတွက်အသက်နဲ့လဲပြီးမဲနိုင်ခဲ့ကြတယ်မလားပြီးတော့ဦးလေးကမဲပေါက်ခဲ့တာပေါ့တဲ့ကျွန်တော်နုနုကိုအမှန်တိုင်းပြောပြလိုက်တယ်အဲ့ဒီမဲပေါက်တဲ့အချိန်မှာငါတေးပြီးရင်လူပြန်ဖြစ်ပါမလားလို့စိုးရိမ်ခဲ့မိတာဒါကြောင့်ငါကိုပေါ်မှာမြေကြီးနဲ့မင်းစစ်တကဘာတက်တူးကိုထိုးခဲ့တာနောက်ဘဝကျရင်လူပြန်ဖြစ်ပါရစေလို့ဆူတောင်းခဲ့တာပါလို့ပြောလိုက်တယ်15နှစ်ကအကြောင်းတွေကိုနုနုကိုအကုန်ပြောပြလိုက်တယ်ကျွန်တော်ကမှတန်များတွေအထက်ထပ်ပတ်ထားခဲ့တာပေါ့လှုပ်ရှားရတာခက်ခဲတဲ့အတွက်ရန်သူစစ်မြေပြင်ရဲ့အောက်မှာကျွန်တော်ကပုံနေခဲ့တာသူပေါ်လာတဲ့အချိန်မှာသူကကျွန်တော်ပေါ်မှာရက်နေတာကျွန်တော်ကသူ့ရဲ့ပေါင်ကြားကိုဓာတ်နဲ့တိုက်ရိုက်ထိုးလိုက်တယ်အဲ့ဒီနောက်မှာတော့ကျွန်တော်တယောက်တည်းနဲ့စစ်မြေပြင်မှာအားလုံးကိုရင်ဆိုင်ခဲ့ရတယ်ဘယ်နှချက်အရိုက်ခံခဲ့ရလဲကျွန်တော်မမှတ်မိတော့ဘူးကျွန်တော်ကမှတန်များတွေအထက်ထပ်ပတ်ထားလို့ဒါတော်တာအစမှာတော့သူတို့ကနားမလဲကြဘူးဒါပေမဲ့နောက်ပိုင်းကျွန်တော်အင်ဂျီတွေစုပ်ပြဲသွားတဲ့အခါအထဲမှာအလွှာလိုက်ပတ်ထားတဲ့တံများတွေကိုမြင်သွားကြတယ်အဲ့ဒါကအလက်ခစ်ကတန်ချက်ကအင်ဂျီလိုပဲသူတို့ကအရန်ဒေါသထွက်ပြီးကျွန်တော်ကိုတဲတင်ကားနဲ့တိုက်တက်ဖို့ကြိုးစားကြတယ်ရဲတွေအချိန်မီရောက်လာလို့ကျွန်တော်အသက်ရှင်ခဲ့တာပါလူတွေကကျွန်တော်ကိုမြေကူးနဂါလို့ခေါ်ကြပေမဲ့ကျွန်တော်ကတော့အဲ့ဒါအတွက်ပေးဆက်ခဲ့ရပြီးထောင်ဒဏ်20အမိန့်ချမှတ်ခံခဲ့ရတယ်ထောင်ကျပြီးတဲ့နောက်ငါဘဝတော့ပြီးပြီလို့ထင်ခဲ့တာသမီးလေးရှိနေပြီဆိုတာသိလိုက်ရတဲ့အထိပေါ့အဖေကောင်းတစ်ယောက်ဖြစ်ဖို့အတွက်ငါကပြုပြင်ပြောင်းလဲခဲ့ပြီးငါနှစ်စောလုပ်ခဲ့တာပါသမီးကြီးပြင်းလာမဲ့ရက်တွေကိုမလွတ်စေချင်လို့ပါနုနုကဘာလို့မေမေကသမီးကိုတခါမှမပြောပြခဲ့တာလဲလို့မေးတယ်အဲ့ဒါကရာဇဝတ်ခိုင်းတွေလေငါတို့ပြောရဲပါမလားရန်သူတွေငါတို့အိမ်ကိုရောက်လာမှကိုငါတို့ကြောက်ခဲ့တာဒီနှစ်တွေလုံးလုံးညီကိုတွေကိုတောင်သမီးတို့ကိုမကူညီခိုင်းခဲ့ဘူးမေမေကသမီးရဲ့အမတ်သားကိုဘယ်သူမှမသိအောင်ဖုံးထားခဲ့တာအဲ့ဒါကြောင့်သမီးကဦးလေးလာမယ်ဆိုတာဘာလို့မပြောတာလဲနောက်ကညီကိုအုပ်စုကိုလက်ညှိုးထိုးပြရင်15နှစ်ကြာတာတောင်လူတိုင်းကဘာလို့ဦးလေးကိုဥက္ကဋ္ဌအဖြစ်ဆက်ပြီးထောက်ခံနေကြတာလဲဆိုတာသိလားနုနုကခေါင်းခါပြတယ်ညီကိုတယောက်ကဝမ်းထဲစွာနဲ့ပြောတယ်အကိုကြီးလုံးမှာအဲ့ဒီတုန်းကကလေးမရှိသေးဘူးကျွန်တော်တို့မှာတော့အိုမင်းနဲ့မိဘတွေနဲ့ကလေးတွေရှိနေကြပြီးသူထောင်ကျသွားတော့မှသူကအသက်နဲ့လဲပြီးမဲနိုင်ခဲ့တာကိုကျွန်တော်တို့သိလိုက်ရတာအစကတည်းကသူကကျွန်တော်တို့အတွက်အရာအလုံးကိုဆုံးလုပ်ဖို့ဆုံးဖြတ်ခဲ့တာပါတယ်ကျွန်တော်နုနုကိုခါခါတီးတီးပြုံးပြလိုက်တယ်အဲ့ဒီတုန်းကသမီးရှိနေမှန်းငါမသိခဲ့ဘူးငါကမေမေကိုတခြားလူတယောက်ရှာလိုက်ပါလို့တောင်စာရေးခဲ့သေးတာသမီးရှိမှန်းသာသိရင်ငါဒီလောက်ထိစွတ်တရွတ်မလုပ်ပါဘူးအဲ့ဒီနှစ်ကမေမေကိုပြစ်ထားခဲ့မိလို့ငါသမီးနဲ့စကားပြောရမှာကိုအရှက်ရနေတာပါကဲမင်းတို့အကုန်လုံးငါနောက်ကိုမလိုက်ကြနဲ့တော့မသိတဲ့လူတွေဆိုရင်ငါ့ကိုလူမိုက်လို့ထင်နေကြအောင်မယ်ညီကိုတို့ပြောင်းလဲကြစို့ကျွန်တော်နုနုကိုစိုးရိမ်တကြီးနဲ့ကြည့်လိုက်တယ်အကိုကြီးလုံကတစ္ဆာတရားကိုတန်ဖိုးထားလို့ယွန်သားကိုပြန်မလာချင်ဘူးသူကလူကြီးလူကောင်းတွေရဲ့ခင်မင်မှုကရေလိုပဲအေးမြတယ်သူကငါတို့ရဲ့ငွေကြေးနဲ့တုံ့ပြန်မှုကိုမလိုချင်ဘူးလို့ပြောခဲ့တာလွန်ခဲ့တဲ့15နှစ်ကငါတို့ကအားနေခဲ့လို့သူ့ရဲ့အကာအကွယ်ကိုယူခဲ့ရတာ15နှစ်အကြာမှာတော့အခြေအနေတွေပြောင်းလဲသွားပြီးအခုကငါတို့ကျေးဇူးဆက်ရမယ့်အချိန်ပဲအကိုကြီးလုံကိုယွန်သားကိုပြန်လာဖို့ကျေးဇူးပြုပြီးဝိုင်းပြောပေးကြပါလို့သူတို့ကပြောတယ်ကျွန်တော်မျက်မှောင်ကျုပ်ပြီးမင်းတို့အကုန်သွားကြတော့ငါကကျေးဇူးဆက်တာကိုလိုချင်လို့လုပ်ခဲ့တာမဟုတ်ဘူးနောက်ဆိုရင်ငါတွန်းလဲကထမင်းဘူးကိုလာဝယ်စားတာကပဲငါ့ကိုကူညီတာပါပဲလို့ပြောလိုက်တယ်လူတွေကဘာလို့ရမှန်းမသိဖြစ်နေကြတယ်နုနုကရုတ်တရက်ဒါပေမဲ့ကျမကချမ်းသာတဲ့သမီးလေးဖြစ်ချင်တာလေလို့ပြောလိုက်တယ်ကျွန်တော်ကြောင်သွားတာပေါ့ကျွန်တော်ကထောင်ထဲမှာငါတင်ခဲ့ရတာကလူဆိုတာရိုးရိုးတတစူးစမ်းပြီးစီးပွားရှာရမယ်ဆိုတာပဲလို့ပြောလိုက်တယ်ဘာလဲဦးလေးက15နှစ်တုန်းကလို့ပြန်လုပ်ချင်တာလားခြေထောက်နဲ့ဓာတ်ကိုကင်တာလားလက်နဲ့မဟုတ်ဘူးလားအဲ့ဒါကမှားနေတာလေးလို့နုနုကစိုးရိမ်တကြီးပြောတယ်ကျမကသူ့သေးသမီးဖြစ်ချင်တာဦးလေးက15နှလုံးထောင်ထဲမှာရှိနေပြီးကျမနဲ့မေမေကို15နှလုံးဒုက္ခပေးခဲ့တာလေအခုကျေးဇူးဆက်မယ်ဆိုတာကိုလက်ခံလိုက်ရင်ပိုမကောင်းဘူးလားကျမကတထေးသမီးဖြစ်မယ်မေမေကလည်းတထေးကတော့ဖြစ်မှာပေါ့တဲ့ကျွန်တော်ကဒါကယောက်ျားတစ်ယောက်ရဲ့တိတ်ခါပဲလေငါညီကိုတွေအတွက်လုပ်ပေးခဲ့တာကိုငါကဘယ်လိုလုပ်ငွေနဲ့လဲနိုင်မှာလဲသူမကမျက်ရည်တုပ်ပြီးဦးလေးကဘသူပဲဖြစ်ဖြစ်ကျမကိုမဆိုင်ဘူးဦးလေးသာညင်းရင်ဦးလေးကိုကျမတစ်သက်လုံးမုန်းသွားမယ်ဒီနေ့မှာဦးလေးရဲ့မျက်နှာတစ်ခုရဲ့အတွက်နဲ့ကျမနဲ့မေမေကိုတစ်သက်လုံးဒုက္ခပေးဦးမလို့လားတဲ့ကျွန်တော်ခဏလောက်တိုးဆုပ်သွားပြီးသူတို့စီလှည့်လိုက်တယ်မင်းတို့တကယ်ကျေးဇူးဆက်ချင်ရင်အဲ့ဒီเจ้าကထမင်းယုံကိုငါအတွက်ဝယ်ပေးနိုင်မလားလို့မေးလိုက်တယ်ညီကိုတွေကဝိုင်းလာကြတယ်အကိုကြီးလုံးเจ้าထမင်းယုံတစ်ခုလေးကတော့မလောက်ပါဘူးဒီလိုလုပ်ပါလားယွန်တာအဖွဲ့မှာအလုတ်သမား20တူညနဲ့ထမင်းယုံ25ခုရှိတယ်လေအဲ့ဒါတွေကိုအကိုကြီးကိုပဲစာချုပ်မပေးပဲဘသူ့ကိုပေးမှလဲအကိုကြီးအရင်လောက်ပါအမြဲရမှနောက်နှစ်ကြာမှကုမ္ပဏီကိုအိမ်ငါကပြန်ပေးပေါ့ဒါကမတရားဘူးလေလက်ကားရတယ်လို့ဖြစ်နေမှာပေါ့အကိုကြီးလုံးကျွန်တော်တို့ကညီကိုတွေပဲလေဘာလို့ဒီလောက်အားနာနေတာလဲကျွန်တော်တကယ်ညင်းချင်ပေမဲ့နုနုအတွက်ကြောင့်
ကျွန်တော်ရဲ့မမာနာကိုခဏပေးဖယ်ထားပြီးထမင်းရုံ26ခုလုံးရဲ့စာချုပ်ကိုလက်ခံလိုက်ရတယ်ကျွန်တော်ဒီလိုမျိုးကိုတိတ်မကြိုက်ပါဘူးညီကိုရေစီကနေအကျိုးအမြတ်ပြန်လို့ချင်တာမျိုးမဟုတ်လို့ပါတလားအကြာမှာတော့ကျွန်တော် push ကား2စီးဝယ်ခဲ့တယ်တစ်စီးကစနီးအတွက်နောက်တစ်စီးကနုနုအတွက်အလှဆင်ဖို့ပေါ်သူတို့ပြောနေတာကိုမြင်တော့ထားလိုက်ပါတော့လေလို့ကျွန်တော်တွေးမိတယ်ကိုမိသားစုကိုပြုစုစောင့်ရှောက်တာကတခြားဘာထက်မဆိုပိုအရေးကြီးပါတယ်ယောက်ျားတစ်ယောက်ရဲ့မမာနာဆိုတာမမာနာပါပဲတဲ့နုနုလည်းလူဆုံးမလေးဘဝကနေစဖို့တစိုက်မမတ်စူးစမ်းတင်ယူနေပြီးသူမရဲ့အဆင့်တွေကလည်းတဖြည်းဖြည်းတက်လာတယ်သူမကမိသားစုစီးပွားရေးကိုကူညီနိုင်ဖို့အတွက်စားတောက်ဆိုင်စီမံခန့်ခွဲမှုပညာရပ်ကိုတင်ယူခြင်းနဲ့လို့ပြောတယ်ကျွန်တော်သမီးလေးလိမ္မာသွားတာမြင်တော့ကျွန်တော်တကယ်ကိုစိတ်လှုပ်ရှားမိပါတယ်အဲ့ဒီနေ့ကစပြီးလောကမှာကိုချမ်းလုံးလူချမ်းလောင်းဆိုတာမရှိတော့ပါဘူးသူ့ဇနီးနဲ့သမီးကိုအရန်ချစ်တဲ့သမင်းယုံပိုင်ရှင်ပဲရှိပါတော့တယ်